သာသနာနှစ်2569ကောတာတက္ကရီ1380ခွန်ဒဝရရသန်8ရက်ခရစ်နှစ်2026ဇန်နဝါရီလ25ရက်တနင်္ဂနွေနေ့ရေခဲမိုးရွာထားသောတိတိကူဗုဒ္ဓဝိဟာရ၏ကျောင်းအဝင်ဝါနဲ့တက်ဆက်ပြည်နယ်အော်စတင်မြို့တော်ရဲ့တိတိကူရွှေစည်းကုံတိတိတော်မြတ်ကြီးကင်းဝတ်စံပေရာဖြစ်သောတိတိကူဗုဒ္ဓဝိဟာရကျောင်းရဲ့မနက်ပိုင်းရှုခင်းအလှတရားများနဲ့ရေခဲမှုရထားသောနှင်းဖြူဖွေးလေးတွေပါဒီနေရာကတော့ဖျားလောင်းဖော်တော်မူခန်းကိုလူတွေသိအောင်လို့တည်ထားတာလည်းဖြစ်ပါတယ်ဖျားလောင်းတိတ်တထားနဲ့ဟိုးနောက်ကမေတော်မာယာတို့ဒါကတော့ဖျားလောင်းဝိဖွားချင်းဒီချစ်မှမြင်တွေ့နေရတာတော့တက်ဆက်ပြည်နယ်အော်စတင်ရဲ့မြို့တော်ရွှေစည်းကုံစီရီတော်မြို့စီရီတော်ကြီးဖြစ်ပါတယ်ရွှေစည်းကုံစီရီတော်မြတ်ကြီးပဲဖြစ်ပါတယ်ဒါကတော့ဒီဘက်မှာမြင်တွေ့နေရတဲ့အဆောင်ကတော့စီတကူဗုဒ္ဓဝိဟာရရဲ့ office ပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာမြင်တွေ့နေရတဲ့အဆောင်တွေကတော့ W လို့ခေါ်တဲ့အမျိုးသမီးယောဂီဆောင်တွေပဲဖြစ်ပါတယ် office ရဲ့နောက်ကမြင်တွေ့နေရတဲ့အဆောင်တွေကတော့အမျိုးသမီးယောဂီဆောင်တွေပဲဖြစ်ပါတယ်ဒီချစ်တက်ကမြင်ရတာတော့ဘုံဘုံတို့ဒီကူဗုဒ္ဓဝိဟာရမှာသတင်းသုံးနေကြတဲ့တန်ခါတော်တွေဆွန့်ဖုံးပေးတဲ့ဆွမ်းစားကြောင်းပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့အဆောက်အဦကတော့ဒီကူဗုဒ္ဓဝိဟာရမှာအခမ်းအနားပဲဖြစ်ဖြစ်အမြဲတမ်းအသုံးပြုနေတဲ့ဓမ္မယုံခေါ်တဲ့ဓမ္မဟောပဲဖြစ်ပါတယ်
အခုမြင်တွေ့နေရတာတော့ဒီတကူဗုဒ္ဓဝိဟာရမှာကဆုံညောင်ရင်သုံးဘွဲလုပ်တဲ့ဘော်ဒီညောင်ပင်နဲ့စင်တူတော်ဖြစ်ပါတယ်အဲ့နောက်တက်တဲ့ကတော့ဒီတကူဗုဒ္ဓဝိဟာရရဲ့ library ဖြစ်ပါတယ်အခုမြင်တွေ့ရတဲ့အဆောင်ကတော့ဒီတကူဗုဒ္ဓဝိဟာရမှာကျောင်းထိုင်နေတဲ့ဆရာတော်ရဲ့ကျောင်းဆောင်ပဲဖြစ်ပါတယ်အဲ့ကနေတစ်ဆင့်ဒီဘက်ကိုကြည့်လိုက်မယ်ဆိုရင်အခုတွေ့ရတဲ့အဆောင်ကတော့မန်းလို့ခေါ်တဲ့အမျိုးသားယောဂီဆောင်ပဲဖြစ်ပါတယ်နောက်ကဟာတွေကတော့အမျိုးသားယောဂီဆောင်တွေဖြစ်ပါတယ်ရတဲ့ဆောင်ကတော့ဆရာတော်ကြီးဒီဘက်ကြွရင်အများတန်းသတင်းသုံးတဲ့ဆရာတော်ကြီးရဲ့ဆန်ကြောင်းပဲဖြစ်ပါတယ်တီတီကူဆရာတော်ကြီးရဲ့ဆန်ကြောင်းပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့အဆောင်တွေကတော့ S လို့ခေါ်ပြီးဆန်ကဆောင်တွေဖြစ်ပါတယ်ဒါတွေကလက်ရှိအကြောင်းမှာတင်းသုံးနေတဲ့တန်ဃာတွေနေတဲ့တန်ဃာဆောင်ပဲဖြစ်ပါတယ်ဒါကတော့ဘုံဘုံတို့ဒီကူဗုဒ္ဓဝိဟာရမှာအများတန်းအပြင်ထွက်ရင်သုံးပြရတဲ့မော်တော်ယာဉ်ကားကိုတော်လေးပဲဖြစ်ပါတယ်ဒီလမ်းတိုင်းဆက်သွားရင် tree hut ကိုရောက်ပါတယ်ဘုံဘုံတို့ကျောင်းရဲ့အနောက်ဘက်ထဲမှာ tree hut လေးရှိပါတယ်ကျောင်းရဲ့အကျယ်ဝန်းကတော့16ဧကတိရှိပါတယ်ဒီလမ်းကြီးကတော့တီတီကူဗုဒ္ဓဝိဟာရရဲ့မဟုတ်ဘူးကနေဝင်လာတဲ့လမ်းကြီးပဲဖြစ်ပါတယ်အခုရှိတဲ့မြင်ရတဲ့အဆောင်ကတော့ဘုံဘုံတို့ကက်ဆောက်လို့ခေါ်တဲ့အဲ့ဒီရဲ့အဲ့ဆောင်မျိုးဖြစ်ပါတယ်။သုံးခန်းနှစ်ခန်းပါပါတယ်။ဘိုင်အောင်လို့လည်းခေါ်ကြပါတယ်။ဟိုကဟာတော့ဘိုးဘိုးတို့ကြောက်ရဲ့ရည်စင်ကြီးပေါ့ဗျာ။ဒါကတော့ transfer လေးပေါ့ကြောက်ရဲ့ရဲစစ် transfer ဦးလေးပါ။
ဆောင်ကတော့ဘုံဘုံတို့တိတိကူဗုဒ္ဓဝိဟာရရဲ့တမိုင်းဝင်အဆောင်ပဲဖြစ်ပါတယ်1990နှစ်မှာအတင်းကိုစတည်ထောင်တဲ့1994မှာဘုံဘုံတို့ non-profit ဆိုတဲ့တည်တံကိုရပါတယ်1996မှာတော့ဆရာတော်တွေစပြီးတည်သုံးခဲ့တဲ့မူလပထမကျောင်းဆောင်လေးပါပဲအခုတော့ဒီကျောင်းဆောင်လေးကိုဘုံဘုံတို့အနေနဲ့ပြတိုက်တစ်ဖွဲ့ဒီကူဗုဒ္ဓဝိဟာရရဲ့တမိုင်းတွေကိုဒီထဲမှာအကုန်လုံးဘုံဘုံတို့ဒီနေ့တကြနဲ့ပြတိုက်လေးလှုပ်မှာပါအခုဆက်လက်မြင်တွေ့နေရတဲ့ဒီအဆောင်ကြီးကတော့ workshop လို့ခေါ်ပြီးဘုံဘုံတို့ဒီကူဗုဒ္ဓဝိဟာရရဲ့ဘုရားနဲ့ပတ်သက်တာတွေကျောင်းနဲ့ပတ်သက်တာတွေအကုန်လုံးပစ္စည်းတွေဒီထဲမှာပဲတင်ဆက်ရတဲ့ workshop ပဲဖြစ်ပါတယ်ဒါကတော့ဘုံဘုံတို့2ယောက်ယောဂီထားလို့ရတဲ့ယောဂီဝိုင်ဝမ်းဆိုတဲ့ယောဂီဆောင်လေးပါဒါအသစ်ချက်ထားတဲ့အသစ်တိုးချက်ထားတဲ့အဆောင်လေးပေါ့ုံတို့ရဲ့ water fountain နဲ့ဂျာကန်လေးဟာလည်းအေးခဲမှုတန်းကိုခံပြီးအားလုံးခဲသွားခဲ့ပါသည်စောစောကပြောဖို့ကြံခဲ့တာပေါ့အမျိုးသားယောဂီဆောင်တွေရဲ့နောက်မှာဘုံဘုံတို့ရေချိုးကန်းအင်တာမပါတဲ့အဆောင်တွေဒီလိုတဘာအကြောင်းလေးတွေမှာတယောက်ဆောင်လေးတွေမှာဆိုရင်ရေချိုးကန်းအင်တာအတွက် public restaurant လို့ခေါ်တဲ့ဒါကြီးကတော့ဘုံဘုံတို့အမျိုးသားအမျိုးသမီးအဝတ်လျှော်ဖို့ရေချိုးဖို့ restaurant တော့ဖို့အတွက်လုပ်ထားတဲ့အဆောင်လေးပဲဖြစ်ပါတယ်အခုချိန်မှာတော့ရေခဲမှုရွာပြီးကျောင်းတစ်ခုလုံးဖွေးလေးတွေခတ်နေပါတယ်လှပခြင်းရဲ့တရားတွေတစ်ခုပေါ့ဗျာဒီနောက်မှာမြင်တွေ့ရတဲ့အဆောင်လေးမှန်သမျှဒီယောဂီဆောင်တွေပဲဖြစ်ပါတယ်ဟိုးနောက်မှာမြင်နေရတဲ့အဆောင်ကတော့ပထမဦးဆုံးဗမောဆရာတော်ဒေါက်တာပတ္တနာကုမာရာဘီယွန်သားအမေကြီးကလာတော့ဒီမှာစပြီးတော့ဒီဆောင်မှာတဲတယ်လို့ဘုံဘုံအနေနဲ့ကြားခဲ့ရပါတယ်ဒီဆောင်ကတော့ထေရဝါဒလို့ခေါ်ပြီးထေရီဝါကြီးတန်ဃာတွေကိုထားတဲ့အဆောင်ပဲဖြစ်ပါတယ်ဘုံဘုံဆော့တော့ပြောတဲ့ဒီလမ်းလေးရလာရင်ထရီယောက်ကိုရောက်တယ်ဆိုတဲ့ထရီယောက်ကတော့ဟိုးကဟာလေးကဘုံဘုံတို့ရဲ့ထရီယောက်လေးပါပဲဒါထရီယောက်လေးပါပဲအဲ့ဒီနောက်မှာဘုံဘုံတို့ရေကန်လေးလည်းရှိပါတယ်ဒါကတော့ဘုံဘုံတို့ကြောင့်ရဲ့ယောဂီတွေနေတဲ့ယောဂီဆောင်တွေပဲဖြစ်ပါတယ်ဧည့်သည်တွေလာလဲများလို့ရှိရင်တော့ဒီဆောင်တွေမှာပဲထားပါတယ်ဧည့်သည်တွေမှမဟုတ်ပါဘူးဆရာတော်တန်ဃာတော်တွေကြွတာများတယ်ဆိုလဲတန်ဃာဆောင်မှမလောက်ဘူးဆိုရင်ဘုံဘုံတို့ရေချိုးကအိမ်သာပါတဲ့အခန်းတွေပေးရပါတယ်အဲ့ဒီအခန်းလေးမှမလောက်ဘူးဆိုရင်တော့အခုလိုတဘာဆောင်လေးတွေပြန်ပေးရပါတယ်ဒီသူမဆိုဘုံဘုံတို့ဒီလိုဗုဒ္ဓဝိဟာရမှာရက်ချေပဲဖြစ်ဖြစ်ရက်တူပဲဖြစ်ဖြစ်ဒီစီစီတရားအားထုတ်ဖို့လာကျင်တယ်ဆိုရင်ဘုံဘုံတို့တိတိကူဗုဒ္ဓဝိဟာရရဲ့တန်ဃာတော်များကိုစားဘုံဘုံကလည်းအမြဲတမ်းကြိုဆိုလျက်ပါလို့လက်ရှိဘုံဘုံတို့ကြောင်းမှာနိုင်ငံသားယောဂီ
8ယောက်ကြော်တရားလာအားထုတ်နေပါတယ်ဘုံဘုံတို့နှင်းဖြူဖြူဖွေးကြားကနေဘုံဘုံတို့ရဲ့တက်ဆက်ပြည်နယ်အော်စတြေးလျရဲ့မြို့တော်ရွှေစည်းကုန်းတီတော်မြတ်ကြီးကိန်းဝတ်စံပေရဖြစ်တဲ့တီကူဗုဒ္ဓဝိဟာရရဲ့အလားတရားတွေကိုဘုံဘုံအနေနဲ့အချို့သောမတည်သေးတဲ့တရားဓမ္မတွေလည်းသိရအောင်တည်ပြီးသားတရားဓမ္မတွေလည်းပို့ပြီးတော့ဝမ်းမြောက်နှုတ်မော်တာတို့ခေါ်နိုင်အောင်လို့ဘုံဘုံအနေနဲ့ယခုလိုဗီဒီယိုမှတ်တမ်းလေးရိုက်ကူးလိုက်ရပါတယ်အခုလိုဘုံဘုံရဲ့ဗီဒီယိုကိုအစားအဆုံးလိုက်ပါကြည့်ရှုပေးကြတဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတို့ဒီလဲ2026မှာစ၍ကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းမကောင်းသောဘေးမကောင်းသောအန္တရာယ်တွေမှာကင်းစင်ပပျောက်ပြီးကြံတိုင်းဆောင်တိုင်းမြောက်တဲ့နှစ်တစ်လေးကိုအားလုံးအထူးတကွာပျော်ချင်းလွယ်ကုတ်နဲ့6လမ်းနိုင်ကြပါစေလို့ဘုံဘုံနေနဲ့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်